ဘာလို့များအပြင်ကနေဝယ်ချတဲ့ Crip Bro တွေကအရန်စီကြီးတာလေတကယ်တော့အိမ်မှာအုတ်တလုံးရှိအောင်နဲ့ရေတဘိုးရောထည့်ပေးလိုက်ရင်ကိုအလွယ်တကူလုပ်လို့ရပါတယ်ကြာရှုံးနိုင်ကြီးလုံးဝမရှိတဲ့ပါဝင်ပစ္စည်းနဲ့လုံနေမလို့အိမ်မှာလည်းအချိန်မီလှုပ်ရှားလို့ရပါတယ်များစတုံထဲကိုကြောက်နှလုံးဖောက်ထည့်ပေးလိုက်ပါမယ်ချိန်ကွက်မရှိလို့ရေဘူးကိုအသုံးပြုပြီးထည့်မယ်ဆိုရင်လည်းအရန်သုံးဝင်ပါတယ်တကြားအရစ်တဝက်နွားနို့6ရစ်စီအရစ်တဝက်ထည့်ပြီးတော့သမအောင်ရေမှွေပေးလိုက်ပါအဲ့နောက်မှာတော့ဂျုံမုံ9 gram ထည့်မှွေပြီးတော့ခဲနေတာတွေမပအောင်လို့စကားနဲ့စစ်ပြီးသွားရင်မုံနှစ်တစုံယူပြီးတော့တေပြားလေးထည့်ကြော်ပေးလိုက်ပါမယ်မီးအေးနဲ့ပူစီပေါင်းတွေထလာအောင်လို့ကြော်ပေးလိုက်ရင်တော့ကြက်ပါပြီဆက်ထားတဲ့မုံနှစ်ပမာဏကမုံသား9ရွက်လောက်ထိလုံးလို့ရပြီးတော့ကျန်တဲ့အရသာနှမျိုးအတွက်လည်းလုံးနေကြတိုင်းပဲဆက်လိုက်ပါမယ်ဒါဆိုရင်တော့လူကြီးမင်းတို့ရောဘေးရတာကိုကြိုက်ကြပါလေမုံပြားလေးချက်ကိုဒီလိုထက်စီပြီးသွားရင်ရေတံပူတဲ့တကြားအရစ်တဝက်နဲ့ whipping cream ဘူဝက်ထည့်လိုက်ပါနောက်ပြီးရင်တော့အဆက်မပြတ်လှုပ်ပေးလိုက်မယ်ဆိုရင်တော့ cream အနစ်ကိုရပြီဖြစ်ပါတယ်ရလာတဲ့ cream ကိုမုံပြားလေးပေါ်တင်ပြီးတော့တည့်သီးများများထည့်ပေးလိုက်ပါမယ်အနားတစ်ဖက်ကိုဒီလိုခောက်ပြီးတော့လေးပေးလိုက်မယ်ဆိုရင်တော့ရပါပြီလက်ဖက်စိမ်းရတာကို strawberry သီးနဲ့တွဲဖက်ပေးလိုက်မယ်ဆိုရင်နေရာသီးရတာကိုခန်းစားရစီနိုင်ပါတယ်ချောကလက်ရတာကိုတော့ချောကလက်ခဲလေးနဲ့တွဲဖက်ပေးလိုက်ပါသူ့ကိုရေခဲတစ်တာတွေတနားရီလောက်ထည့်ထားပြီးမှလီပေးလိုက်မယ်ဆိုရင်တော့အေးလေးနဲ့နှွေးနဲ့တင်းပြန့်ပြီးတော့ပေါက်ထွက်သွားတဲ့ cream ကိုလက်လက်ဆက်ဆက်တေးသေးလေးနဲ့တွဲဖက်ပေးထားလိုက်ပြီးနေရာသီးနဲ့အရန်လိုက်ဖက်တဲ့မုံချိုလေးရပြီဖြစ်ပါတယ်